ဟုတ်ကဲ့ကျွန်တော်နာမည်ကတော့ချုံမင်းကျော်ပါအသက်က52နှစ်ရှိပါပြီကျွန်တော်ကတော့မလေးတိုင်းဒေသကြီးအောင်မြေတာဆန်မြို့နယ်19လမ်းမှာနေပါတယ်ကျွန်တော်အသေး6ယောဂါကိုကျွန်တော်2019နှစ်မှာ19ခုနှစ်မှာစတင်ပြီးတော့ဖြစ်ပွားခဲ့မှန်းသိရပါတယ်ဆရာဝန်တို့ပြတဲ့ခါကျတော့ကျွန်တော်ဘိုင်နေအောင့်လာတယ်အဲ့လိုတော့ပြရင်းနဲ့အဲ့လိုမျိုးအသေး6ယောဂါခံစားနေရပါတယ်ကျွန်တော်သိခဲ့ရပါတယ်အခု2021ရောက်တော့အပိုလိုဆေးရုံကအပိုလိုအိန္ဒိယအပိုလိုဆေးရုံမှာဒီအသေးစားထိုးပြုလုပ်လို့ရတယ်လို့ကျွန်တော်ကြားသိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရန်ကုန်မြို့ကအပိုလိုအေဂျင့်ပေါ့ဆရာဆိုင်တွေနဲ့အဆက်အသွယ်ရပြီးတော့အသေးစားထိုးလုပ်ငန်းကိုကျွန်တော်ဘယ်တော့စလုပ်လဲဆိုတော့ဦးဆိုင်တို့နဲ့ဆက်သွယ်ပြီးတော့2023ဟို6လပိုင်း14ရက်နေ့မှာဟို12ရက်နေ့မှာကျွန်တော်တို့အပိုလိုဆေးရုံအိန္ဒိယနိုင်ငံနယူးဒေလီမြို့တွားရောက်ပြီးတော့ကျွန်တော်အသေးစားထိုးဖို့တွားရောက်ခဲ့ပါတယ်ဦးဆိုင်ပဲကျွန်တော်လိုအပ်တာတွေအကုန်လုံးပြင်ဆင်ဆောင်ရွက်ပေးပါတယ်တွားရေးလာရေးနေထိုင်ရေးစားရေးတောက်ရေးကျွန်တော်နဲ့ကျွန်တော်စီကံပြဖို့အတွက်ဆေးစစ်ဖို့တွေဆေးနဲ့ပတ်သက်တဲ့လိုအပ်ချက်တွေအကုန်လုံးကိုပြောပြပြီးတော့ကျွန်တော်ကိုလေစိတ်ထိလိုက်ပို့ပြီးတော့ကျွန်တော်ကိုဆောင်ရွက်ပေးပါတယ်ဟိုလေအိန္ဒိယနယူးဒေလီရောက်တော့လေသူတို့သက်ဆိုင်ရာသူတို့အေဂျင့်ဖွဲ့တွေကကျွန်တော်ဦးဆိုင်နဲ့ပတ်သက်တဲ့အေဂျင့်ဖွဲ့တွေကနေပြီးသူဝန်ထမ်းတွေကနေလာကြိုတယ်ကျွန်တော်ကိုအပိုလိုဆေးရုံကြီးကဒေါက်တာစီနီလက်နဲ့တွေ့ပေးတယ်လိုအပ်တဲ့စစ်ချက်တွေလိုအပ်တဲ့ဆေးတောက်ရမယ့်အားတွေကျွန်တော်ကိုလက်ညွှန်ပြီးတော့ကျွန်တော်ဆောင်ရွက်ပေးပါတယ်ကျွန်တော်2023ခုနှစ်လပိုင်း10ရက်နေ့မှာဒေါက်တာနီလက်ပါဝင်ကျွန်တော်ဆရာဝန်ကြီး10ဦးကနေပြီးတော့ကျွန်တော်ကိုစတင်အသေးစားထိုးခွဲစိတ်ကုသဆောင်ရွက်ပေးခဲ့ပါတယ်ကျွန်တော်2023ခုနှစ်လပိုင်းကျွန်တော်ခုနှစ်လပိုင်း25ရက်နေ့25ရက်နေ့မှာကျွန်တော်ဆေးရုံမှာဆင်းပါတယ်ကျွန်တော်အောင်မြင်စွာခွဲစိတ်ကုသပြီးမှုကိုခံခဲ့ပါတယ်ခင်ဗျာကျွန်တော်နေလို့လည်းကောင်းပါတယ်စားလို့တောက်လို့လည်းကောင်းလာပါတယ်ဆရာဝန်ကြီးကလည်းဂရုစိုက်ပါတယ်ကိုဆိုင်တို့ကလည်းဂရုစိုက်ပါတယ်ခင်ဗျာလိုအပ်တဲ့တောင်းမဲ့တောက်စီလေးတွေလိုအပ်တဲ့လမ်းညွှန်မှုတွေကိုလည်းဦးဆိုင်တို့ဒီဝန်ဆောင်ရေးဖွဲ့ဟိုတာဝန်ရှိတဲ့ဆရာမလေးတွေကနေပြီးတော့ဆရာမတွေကနေပြီးကျွန်တော်တို့ကိုဘယ်ချိန်မှာဘယ်စီတောင်းရမယ်ဘယ်ချိန်မှာဘာတွေရှောင်ရမယ်ဘာတွေမစားရဘူးဘာတွေကတော့စားလို့ရတယ်လိုအပ်တာတွေစောင့်ရှောင်ရလေးတွေနဲ့တောင်းရမယ်စီလေးတွေကိုအချိန်နဲ့တပြေးညီတောက်ဖို့ကျွန်တော်ကိုညွှန်ကြားပြတာပေးပါတယ်ဦးဆိုင်ရလည်းအမြဲတမ်းဖုန်းဆက်ပြီးတော့ဘာအငယ်ဘယ်လိုလဲနေကောင်းရင်လားဟိုဂရုစိုက်မှုအမြဲတမ်းရှိပါတယ်ခင်ဗျာဦးဆိုင်တို့နဲ့ဆက်ဆောင်ရတာကျွန်တော်အတွက်အများကြီးအသက်ကယ်ပေးတဲ့ကျေးဇူးရှင်တရားလို့ပဲသူကျေးဇူးထူးထူးရှိပါတယ်ဟုတ်နောက်ပြီးတော့ကျွန်တော်2023 8လပိုင်းဟိုဒီနေ့ပါလေဒီပြန်ရောက်တော့8လပိုင်း18ရက်နေ့မှာကျွန်တော်မြန်မာပြည်ရန်ကုန်မြို့ကိုကျွန်တော်ပြန်လည်ရောက်ရှိခဲ့ပါတယ်ကျွန်တော်ကုသချိန်နဲ့ပတ်သက်ရင်တော့2လကျော်လောက်ပဲနယူးဒေလီမြို့မှာကျွန်တော်ကုသမှုကိုခံယူပြီးတော့ခွဲစိတ်အောင်မြင်တဲ့အထိကျွန်တော်အချိန်ကြာမြင့်ခဲ့ပါတယ်2လကျော်လေးပဲကြာမြင့်ခဲ့ပါတယ်ခုချိန်ထိကျွန်တော်ကျမနဲ့ဒီစဉ်တောက်ဆေးလေးတွေတောက်ပြီးတော့ကျွန်တော်ကျမပျော်ရွှင်တာနဲ့ကျွန်တော်ဘဝမှာရှေ့ဆက်ပြီးတော့ရှောင်းလန်းနေပါပြီလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဦးဆိုင်ရောကျွန်တော်ခွဲစိတ်ကုသပေးတဲ့ဆရာကြီးဒေါက်တာဒီလက်ကိုတွေကိုလည်းအထူးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဝန်ဆောင်ပေးတဲ့ဆရာဆိုင်တို့နဲ့ပတ်သက်တဲ့ဆရာမတွေဒီဝန်ဆောင်တဲ့ဆရာအပိုလိုအေဂျင့်အဖွဲ့တွေအကုန်လုံးကိုလည်းအထူးကျေးဇူးတင်ရှိတယ်ဆိုတဲ့အကြောင်းပြောပြချင်ပါတယ်ခင်ဗျာ